အာရှအလဲပိုင်းတနေရာမှာတခါတုန်းကအင်အားကြီးမားဆုံးအင်ပါယာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီအင်ပါယာကမြို့ကြီးတွေရေစနစ်ကြီးတွေအံ့ဩဖွယ်အဆောက်အဦတွေတည်ဆောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအင်ပါယာဟာတနေ့မှာလုံးဝပျောက်ဆုံးသွားခဲ့ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ခမာအင်ပါယာပျောက်ဆုံးသွားရတဲ့အကြောင်းရင်းကိုအပြည့်အစုံရှင်းပြပေးသွားပါမယ်။ခမာအင်ပါယာဟာ9ရာစုအလယ်ပိုင်းမှာတည်ထောင်ခဲ့တဲ့အင်ပါယာတစ်ခုဖြစ်ပါတယ်။ဒီအင်ပါယာဟာယနေ့ကမ်ဘောဒီးယားနိုင်ငံမှာတည်ရှိပြီးထိုင်း၊လာအိုနဲ့ဗီယက်နမ်တချို့အထိအကျယ်အဝန်းရှိခဲ့ပါတယ်။သူတို့ရဲ့မြို့တော်ကတော့အန်ကော်ဖြစ်ပြီးအဲ့ဒီနေရာဟာအချိန်အတော်ကြာအာရှရဲ့အရေးကြီးဆုံးမြို့တစ်မြို့ဖြစ်ပခဲ့ပါတယ်။ခမာအင်ပါယာကိုအင်အားကြီးမားဆုံးစေခဲ့တာကသူတို့ရဲ့နည်းပညာအပိုင်းပဲဖြစ်ပါတယ်။အထူးသဖြင့်ရေစီမံခန့်ခွဲမှုစနစ်ဟာအလွန်အဆင့်မြင့်ခဲ့ပါတယ်။သူတို့ဟာရေကန်ကြီးတွေချောင်းလန်းချောင်းတွေတည်ဆောက်ပြီးစိုက်ပျိုးရေးကိုတိုးတက်အောင်လုပ်နိုင်ခဲ့ပါတယ်။ဒီအတွက်လူဦးရေများစွာကိုထိန်းသိမ်းနိုင်ခဲ့တာပါ။ခမာအင်ပါယာရဲ့အထင်ရှားဆုံးအဆောက်အအုံကတော့အန်ကော်ဝတ်ဖြစ်ပါတယ်။ဒီဖျားကျောင်းဟာကမ္ဘာအကြီးဆုံးဖျားကျောင်းတစ်ခုဖြစ်ပြီးယနေ့ထိတိုင်အန်အောဘွယ်အဆောက်အအုံအဖြစ်ရပ်တည်စေဆဲပါ။ဒါကခမာအင်ပါယာယဉ်ကျေးမှုအဆင့်ကိုပြသခဲ့ပါတယ်ခမာအင်ပါယာအတွင်းလူတွေဟာစိုက်ပျိုးရေးအပေါ်အခြေခံပြီးဘဝကိုတည်ဆောက်ခဲ့ကြပါတယ်။ရေစနစ်ကောင်းမှုကြောင့်အစားအစာလုံလောက်ပြီးမြို့ပြဘဝတိုးတက်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုကြီးမားတဲ့စနစ်တစ်ခုဟာအမြဲတမ်းတည်တတ်မနေခဲ့ပါဘူး။14ရာစုနောက်ပိုင်းမှာခမာအင်ပါယာတဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။အကြောင်းရင်းများကရေစနစ်ပျက်စီးမှုရာသီဥတုပြောင်းလဲမှုစစ်ပွဲများနိုင်ငံရေးအတင်းအကျပ်များဒီအချက်တွေဟာအင်ပါယာကိုတဖြည်းဖြည်းအားနည်းစေခဲ့ပါတယ်။နောက်ဆုံးမှာအန်ကော်မြို့တော်ကိုလူတွေထွက်ခွာသွားခဲ့ကြပါတယ်။မြို့ကြီးတစ်မြို့လုံးဟာတဖြည်းဖြည်းတစ်တောအောက်မှာပျောက်ဆုံးသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက်မှာသာဒီမြို့ကိုပြန်လည်ရှာတွေ့ခဲ့ပါတယ်။ခမာအင်ပါယာပျောက်ဆုံးသွားရတဲ့အကြောင်းဟာပတ်ဝန်းကျင်ပြောင်းလဲမှုများနိုင်ငံရေးမတည်ငြိမ်မှုပြင်ပဖိအားများဒီအရာတွေပေါင်းစပ်ပြီးအင်ပါယာကိုပျောက်ဆုံးစေခဲ့ပါတယ်။ခမာအင်ပါယာဟာတခါတုန်းကအင်အားကြီးမားခဲ့ပေမဲ့အချိန်ကြာလာတာနဲ့ပျောက်ဆုံးသွားခဲ့ပါတယ်။ဒီသမိုင်းကကျွန်တော်တို့ကိုတည်တတ်မှုရဲ့အရေးကြီးမှုကိုသင်ပေးခဲ့ပါတယ်